လူတိုင်းကသူ့ကိုကလေးတွေရဲ့ဘောလုံးကိုဓာတ်နဲ့ထိုးခောက်တတ်တဲ့ကလေးတွေကိုအော်ဟစ်မောင်းထုတ်တတ်တဲ့အဖိုးကြီးလိုပဲမြင်ကြပါတယ်။ဒါပေမဲ့အဲ့ဒီဒေါသတွေရဲ့နောက်ွယ်မှာနှစ်ပေါင်း45နှစ်တိုင်ဖုံးကွယ်ထားတဲ့အချစ်စစ်နဲ့ဝမ်းနည်းစရာဇလန်းတစ်ပုဒ်ရှိနေခဲ့ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ငငယ်ကကြည့်ပြီးကြောက်ခဲ့ရတဲ့ Monster House ဆိုတဲ့အင်ကြီးရဲ့နောက်ွယ်ကဝမ်းနည်းစရာကောင်းလာတဲ့အကြောင်းအရာတွေကိုအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်။ဒီဇလန်ရဲ့အစမှာတော့ DJ လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာသူ့အိမ်ရှိကအိမ်အိုကြီးတစ်လုံးကိုမှန်ပြောင်းနဲ့နေတိုင်းချောင်းကြည့်နေခဲ့ပါတယ်။အဲ့ဒီအိမ်မှာ Mr. Nutcracker ဆိုတဲ့ဒေါသကြီးတဲ့အဖိုးကြီးတစ်ယောက်နေထိုင်ပါတယ်။ထူးခြားတာကအဲ့ဒီအိမ်ရှိမြက်ခင်းပြင်ပေါ်ကိုကစားစရာပဲကြကြအယုတ်ပဲကြကြအဖိုးကြီးကဒေါသတကြီးထွက်လာပြီးအဲ့ဒီပစ္စည်းတွေကိုတင်ယူသွားတတ်တာပါ။ Halloween မတိုင်ခင်တရက်မှာတော့ DJ ရဲ့တငယ်ချင်းချော်တာရောက်လာပြီးသူ့ရဲ့ဘတ်စကတ်ဘောလုံးလေးအိမ်ရှိမြက်ခင်းပေါ်ကိုတင်သွားခဲ့ပါတယ်။အဲ့ဒီဘောလုံးကိုတားယူတဲ့အချိန်အဖိုးကြီးကဒေါသတကြီးနဲ့ထွက်လာပြီး DJ ကိုမြေကြီးပေါ်ကနေဆွဲမကအော်ဟစ်ပါတော့တယ်။ဒါပေမဲ့ကန်ဆိုးချန်တော့အဖိုးကြီးဟာဒေါသအရှင်ကြားနှလုံးရက်ပြီး DJ ရဲ့လက်ပေါ်မှာလဲကျသွားခဲ့ပါတယ်။အရေးပေါ်ကရောက်လာပြီးအဖိုးကြီးကိုတေးပြီးအထက်နဲ့တဲသွားတဲ့အခါမှာတော့ DJ ဟာသူ့ကြောင့်လူသေးသွားပြီဆိုပြီးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီညမှာပဲထူးဆန်းတာတွေစဖြစ်ပါတယ်။ DJ စီကိုအဲ့ဒီအင်ဖုန်းကနေဖုန်းခေါ်ဆိုမှုတွေရှောက်လာတယ်။ခြံထဲမှာလည်းဘယ်သူမှမရှိပဲအင်ကြီးကအသက်ရှူနေသလိုမျိုးလှုပ်ရှားလာပါတယ်။နောက်ရက်မှာတော့အကြောင်းကမုံရောင်းတဲ့ကောင်မလေးချန်နီဟာအဲ့ဒီအင်ရှိကိုမသိပဲရှောက်သွားပါတယ်။အင်ကြီးကအဲ့ကျိုကောစောကိုရှာတစ်ခုလိုအသုံးပြုပြီးဂျင်းနီကိုဝါမြူဖို့ကြိုးစားချိန်မှာဒီဂျင်းနဲ့ချော်တာတို့ကအချိန်မီကဲထုတ်နိုင်ခဲ့ပါတယ်။ကလေး၃ယောက်ဟာရဲတွေကိုသွားတိုင်ပေမဲ့ရဲတွေကမယုံကြပါဘူး။ဒါနဲ့သူတို့ဟာဒီအင်ကြီးကိုဘယ်လိုနှိမ်နင်းရမလဲဆိုတာသိဖို့ဂိမ်းကျွမ်းကျင်သူစကားစီမှာအကြံတောင်းပါတယ်။စကားကဒီမှာလူတယောက်ရဲ့ဝိညာဉ်ပုကတ်နေတာဖြစ်နိုင်ပြီးအိမ်ရဲ့နှလုံးသားကိုရှာပြီးဖျက်ဆီးမှရမယ်လို့လမ်းညွှန်ခဲ့ပါတယ်။သူတို့ဟာအင်ကြီးကိုအိပ်ပျော်သွားအောင်ဆေးတွေထည့်ထားတဲ့လူယုံကြီးနဲ့ကြွေးဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့အစီအစဉ်ကပြတ်သွားပြီးအင်ကြီးကပိုပြီးဒေါသထွက်လာပါတယ်။အဲ့ဒီအချိန်မှာရဲတွေရောက်လာပေမဲ့အင်ကြီးကရဲကားရောရဲတွေကိုပါတလုတ်ထဲဝါမျိုးပြစ်လိုက်တာကိုသူတို့မျက်မြင်တွေ့လိုက်ရပါတယ်။နောက်ဆုံးမှာတော့ကောင်လေး၃ယောက်ဟာအိမ်ထဲကိုရောက်သွားခဲ့ပါတယ်။အိမ်ထဲမှာသူတို့တွေ့လိုက်ရတာကတော့ကြောက်စရာကောင်းတဲ့အစာအုပ်တစ်ခုမဟုတ်ပဲဝမ်းနည်းစရာတိတ်တစ်ခုပါ။အိမ်ရဲ့အောက်ထက်ကကွန်ကရစ်တွေအောက်မှာအဝလွန်နေတဲ့အမျိုးသမီးကြီးတစ်ယောက်ရဲ့အယိုးစုကိုသူတို့တွေ့လိုက်ရပါတယ်။အဲ့ဒါကတော့အဖိုးကြီးနဘာခရက်ကာရဲ့ဇနီးကွန်စတန်ပါပဲ။တကယ်တော့အဖိုးကြီးနဘာခရက်ကာဟာလူဆိုးမဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူဟာစက္ကန့်ထဲမှာကမ္ဘာအဝဆုံးအမျိုးသမီးအဖြစ်အနိုင်ကျင့်ခံနေရတဲ့ကွန်စတန်ကိုချစ်မိပြီးခုပြေးခဲ့တာပါ။သူတို့နှစ်ယောက်ဟာဒီမြေကွက်လေးမှာအိမ်ဆောက်ပြီးပျော်ပျော်ရွှင်ရွှင်နေဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့ Halloween တညမှာကလေးတွေကကွန်စတန်ကိုလာပြီးနောက်ပြောင်ရန်ကနေကွန်စတန်ဟာဒေါသထွက်ပြီးသူတို့ကိုလိုက်မောင်းပါတယ်။အဲ့ဒီအချိန်မှာမတော်တဆချီချော်ပြီးအိမ်ရောက်ထက်ကကွန်ကရစ်ဖြော်ဆက်သေးကိုပြုတ်ကျကအရှင်လက်လက်မြေမြုပ်ခံခဲ့ရတာပါ။ကွန်စတန်သေဆုံးသွားပေမဲ့သူမရဲ့ဝိညာဉ်ကအင်ဂျီရဲ့မှာပူကတ်ကြံရင်ခဲ့ပြီးကလေးတွေကိုရန်ညှိုးထားနေခဲ့တာပါအဖိုးကြီးဟာသူ့ဇနီးရဲ့ဝိညာဉ်တခြားသူတွေကိုဒုက္ခမပေးအောင်တခြားသူတွေကလည်းသူ့ဇနီးကိုဒုက္ခမပေးနိုင်အောင်အိမ်ရှိကနေအမြဲတမ်းလူတွေကိုမောင်းထုတ်ပြီးကောက်ွယ်ပေးနေကြတာဖြစ်ပါတယ်အဖိုးကြီးနဘာခရက်ကာဟာစေးရုံကနေပြန်ရောက်လာပြီးအင်ကြီးကိုမိုင်းခွဲဖျက်ဆီးဖို့ကြိုးစားပါတယ်ဒါပေမဲ့အင်ကြီးကအဖိုးကြီးကိုပါတတ်ဖို့ကြိုးစားလာတဲ့အခါမှာတော့ကလေးတွေကဝင်ကူရပါတော့တယ်။နောက်ဆုံးမှာတော့ဒီဂျီဟာအဖိုးကြီးစီကရန်ခွင်ကိုယူပြီးကရင်းဆက်ကြီးပေါ်တက်သွားခဲ့ပါတယ်။အင်ကြီးကသူ့ကိုဝမ်းမျိုးဖို့ပါဇက်ဟာလိုက်တဲ့အချိန်မှာဒီဂျီကရန်ခွင်ကိုအိမ်ရဲ့နှလုံးသားဖြစ်တဲ့မိဖို့ကောင်းတဲ့ကိုပြစ်ထည့်လိုက်ပါတယ်။အင်ကြီးပောက်ကွဲသွားတဲ့ဖုံမှုတွေကြားထဲကနေဒီဂျီချော်ရန်နဲ့ဂျန်နီတို့ဟာဖုံတတော်တော်နဲ့ထွက်လာကြပါတယ်။အဲ့ဒီအချိန်မှာပဲ
အိမ်ဟိုကြီးပျက်စီးသွားတဲ့နေရာကနေအလင်းလန်းလေးတစ်ခုထွက်ပေါ်လာပြီးဝိညာဉ်အဖြစ်နဲ့လွတ်မြောက်သွားတဲ့ကွန်စတာဟာအဖိုးကြီးနဘာခရကာကိုနောက်ဆုံးအကြိမ်နှုတ်ဆက်ဖို့ရောက်လာခဲ့ပါတယ်။အဖိုးကြီးရဲ့မျက်နှာမှာကြောက်ရွံ့မှုတွေဒေါသတွေမရှိတော့ပဲနှစ်ပေါင်း45နှစ်လုံးသူစောင့်ရှောက်ခဲ့ရတဲ့ဇနီးတွေကိုလွတ်မြောက်ခွင့်ပေးလိုက်နိုင်တဲ့အတွက်ငြိမ်းရတဲ့အပြုံးတစ်ခုကိုမြင်တွေ့လိုက်ရပါတယ်။ဟောလဝင်းညရဲ့အေးမြတဲ့လေတူထဲမှာအမြဲတမ်းခြောက်ခြားနေခဲ့တဲ့အင်ဂျီနီယာဟာအခုတော့ဗလာကျန်းလို့သွားပါပြီ။အဖိုးကြီးဟာဆယ်စုနှစ်များစွာသူသိမ်းဆည်းထားခဲ့တဲ့ကလေးတွေရဲ့အယုတ်တွေဘောလုံးတွေစပိန်တွေကိုကလေးတွေလက်ထဲပြန်ထည့်ပေးရင်းနဲ့သူ့ဘဝရဲ့အေဂျင့်နဲ့အခန်းကဏ္ဍအသစ်ကိုစတင်ခဲ့ပါတယ်။ Monster House ဟာကြောက်စရာကောင်းတဲ့အင်ဂျီတစ်လုံးကြောင့်မဟုတ်ပါဘူး။ကိုချစ်တဲ့သူကလူအများရွံရှာတဲ့မိစ္ဆာကြီးဖြစ်နေပါစေ။အဆုံးထိအနားမှာရှိနေပြီးခဲ့တဲ့နဘာခရကာရဲ့အချစ်ဇလန်းလေးပဲဖြစ်ပါတယ်။တခါတလေမှာအချစ်စစ်ဆိုတာဆွဲထားဖို့ရင်မဟုတ်ပဲကိုချစ်ရတဲ့သူနာကျင်မှုကနေလွတ်မြောက်ဖို့အတွက်တွတ်ချပေးခြင်းလည်းဖြစ်နိုင်တယ်ဆိုတာကိုပြသသွားတာပဲဖြစ်ပါတယ်။ခုလိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ recap လေးကိုသဘောကျတဲ့ဆိုရင် subscribe လုပ်ပြီးတငယ်ချင်းတွေကိုပါမျှဝေပေးဖို့အမေးနေအောင်နော်။နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းတွေနဲ့ပြန်လာခဲ့ပါမယ်။အားလုံးပဲကောင်းလုံးညလေးဖြစ်ပါစေခင်ဗျာ။